ကိုလုံးမလာတဲ့မင်းသားလေးတွေ ကိုတင်လာတယ်မင်းသားလေးကိုကိုလုံးမလာတယ် ညနာနဲ့မလိုက်တယ် ကိုလိုလာတဲ့မင်းသားလေးတွေချစ်တဲ့အကြောင်းကိုဖလှယ်ခြင်းလို့ဟောဒီကလက်ပွတ်ရှင်မြို့တော်လာခဲ့ရ ပြောင်းပြောညို့နာမပြောင်းပြော လက်ပွတ် လက်ပွတ်တာလက်ပွတ်ရှင်မြို့တော်ယူအေးချစ်တဲ့အကြောင်းကိုပြောချင်လို့လာခဲ့လိုက်ရအခုတော့ရှင်ဟောချီစုံကန်လိုက်ပြီအဲ့နဲ့ထွေးရမယ်လို့ပွတ်ကိုထွေးအောင်လုပ်သွားတယ် ပြာကြီးတယ်ဘာသာ ဘေး ရေး ပြောင်းလိုက်လားပကြီးလေးဝင်လား ကျေးဇူးတင်ပါတယ်ကျွန်တော်မလေးပရိသတ်ကြီးတက်လိုက်တဲ့အတက်ပဲရှိတော့မှာ ပြီးရတယ် ဒီလေတက်တယ် ငါကြီးလေးအထက်ဆင်အထက်မှာဆင်လို့ ကိုလုံးသူ့လုံးမလောက်ဘူးဖြစ်တယ် တွေ့ကြည့်တယ် ဟုတ်တယ်မင်းသား ဒုက္ခပါပဲကွာမင်းသားမလာဘူးလေအမလေးဟုတ်ပါခေါင်းနာပါလို့ဟာကြည့် မင်းသားဘာလို့လောက်ရ တစ်ချက်ဆက်ကြမယ်အောင်တပူကိုကြည့်လိုက်ပါကိုချုပ်ကျိုးတဲ့ပုံလာအောင်တပူကိုကြည့်လိုက်ပါကိုချုပ်ကျိုးတဲ့ပုံလာလာတန်လေးကအစင်းလာဒီကိုလေးတွေပါလာတန်လေးကအစင်းလာဒီကိုလေးတွေပါလက်ကလေးကကျွတ်ကျွတ်ဆိုရင်တည်းလက်ကလေးကကျွတ်ကျွတ်ဆိုရင်တည်းစပင်လေးကကောက်ပါဝဲဘူပင်လေးလိုပဲစပင်လေးကကောက်ပါဝဲဘူပင်လေးလိုပဲလေးရောက်ကောင်းတဲ့လာရအောင်တပူကိုကြည့်လို့တော့ဘေလူဝတ်တယ်ပါလောက်တော့ကမဘေးတူရတယ် အော်မလို့လားတော့ အဲ့ဒါတို့တယ်ဟာဟေးဟာလိတ်ကြတယ်လက်ကြတယ်ရတယ်မဘူးနဲ့မင်းလက်ဘူးနဲ့တကယ်မှမင်းမျိုးဝေးမှာမဘူးနဲ့ ဘာလို့ဆိုရကြ ဒီစပတ်ကြောက်ရတယ် ခုံရက်တက်တာလားခုံချစ်သိတော့လေ မိမရှာတရုပ်ဆောင်တော့ဟိုယောက်ျားကြီးမပြောင်းတင်းလိုက်ပေါ်လာ အဲ့ဒါကိုပြောတာပြင်းတယ်မလားအေးအောင်ဟိုကချားချစ်ဆိုတာအဲ့ဒါပဲအဲ့ဒီမှာအောင်သူလေးတွေ့တယ်ဟဲတင်းလေးဒီစင်မပြောကြတာအောက်ကလေးရလက်ဆက်တယ်ကြာငါပြောသေးတယ်ကြာတယ် လူစပယ်တက်နေတာမင်းသားကတော့ပွေထားမယ်တဲ့ဟုတ်တယ်အဲ့ဒါကိုယ်ကလည်းစင်းနေခံလိုက် အလုပ်လာ ခေါ်ပြီးတော့လည်းပြန်ဝင်တော့ တစ်ခေါ်နေတယ် ကိုမရီဆုံးဆုံးမရီဆုံးဆုံးညီမလေးတို့ဆုံးဆုံး ဒီမလေးတို့ဆုံးဆုံးဖဲသွားရိုက်တယ်အကုန်လုံး ဟာဒါတော့ပဲ အကုန်လုံးဆုံးနေဖဲရိုက်တယ် အကောမပြောဘူးဗျာဒီလူကြီး ဒီကောင်လူရှင်မမဟုတ်ဒီကောင်လူပြက် ကိုရောက်ပါတိတ်အောင် ဖက်ချက်နဲ့မင်းကပြောတာလေ ဟောတယ်မှာတက်ပြီးတယ်ညီလေးကိုတက်လာရေးချာချာ အဲ့ဒါမပါဘူး ပြီးတော့ခိုက်ရတော့မင်းလည်းလုပ်ရုံလားကိုလည်းလုပ်ရုံလားမေးကြည့်မှာ ကျွန်တော်အပွဲလုံးအားလုံးချမ်းတယ်ကျွန်တော်တယောက်တည်းပဲချမ်းသာအဲ့တော့ဟိုတယ်မှာတေးတာဗျာမမေလက်ဖို့တဲ့ဟိုတယ်ပဲဟိုတယ်မှာမရတော့ဟုတ်ကဲ့ဘာလို့မရတာလဲအဲ့တော့အောင်စုံပွဲရလူတွေနဲ့ပြည့်နေလို့အမေ ဟုတ်တယ်ခုကြည့်အဲ့ဒါမှပြောလိုက်ကြတာမဟုတ်ဘူးသူတို့အကောင်လုံးဟိုတယ်မှာမင်းသမီးတွေဟိုတယ်မှာကျွန်တော်ဇက်ဥမှာအိတ်တာဗျာပူလိုက်တာနောက်ဆိုကျွန်တော်ဇက်ဥဆောင်တရေကြီးများဖြစ်နေတယ် တို့ကနေနေလို့နေတာမဟုတ်ဘူးမင်းသားလေးကိုရိုးမြစ်နေ ဩတဲ့ အောင်စမှုဇက်တပင်းကအပွဲသားတွေအကုန်လုံးဓမ္မနေလဲဟဲ့လို့မေးလိုက် ဖေးလိုက်ရင် အကုန်လုံး one turn ပါ ဒါပဲ မင်းသားတော့ဇက်တမင်းကိုမစား ဘာသာလဲ အပြေမှာပဲစားတော့ ဟုတ်တယ်ပါဘ ဇက်တမင်းဘာလို့မစားလဲသိလားပြောတူးမနဲ့ဘူး ၆ကလေး များတော့ပိုစမ်းမှုကြည့်တာကျွန်တော် ပေါ်စမ်းသူတို့ပဲစား ကောင်းပါလားသူလည်းဆောက်လို့ ရွှေဘိုပိုစမ်းမှုမိသားစုများ ပေါ်စမ်းမမလေးတောင်လုံးရှိတယ် အဲ့ဒါနောက်မှမင်းဝင်လာကြည့်လိုက်ပြီ အဲ့လက်ကသူတို့ကြွေးတာကိုကြက်တွေကြွေးတာ ဟုတ်တယ်ဟုတ်တယ် ကျွန်တော်လူလည်းကျွေးပါလေ အဲ့ကနဲ့အဲ့ ဘာလဲ ဘာဝင်လဲအဲ့ သူကလေ ထုံးတယ်စကားရေ အ ပေါ့ ကုန်လုံးဝင်လာမှတ်တာပတိပေါ်စံသတ္တမရိယာပတိသကွဲဟောတကယ် မင်းကစင်တက်ကြည့်တော့ ဟောကျွေးတာတော့မှ ဟုတ်တယ် ဟင်းကို ရှေ့ကျွေးတာ အသားဟင်းမပါတဲ့ရမရှိ ဟုတ်တယ် မသားတူသားတူဒီနေ့မင်းကလည်းကောင်းတာ မင်းကတကားကောင်းတော့လက်လည်းမဖြစ်နေ ခင်ဗျားတို့တခါတလေတက်လို့လေးစားနေခြင်းလို့စီမံပေးတာ ဘလုံးမလာပါနဲ့ဘလုံးတော့စားလာတော့လည်းမနစ်တည်း အဲ့တော့တက်လို့ဒီမှာပြောနေရွှေပေါ်ကျွန်းတော်မတော်ဘူး အဲ့ဒါတော့ဟုတ်တယ်ဆက်မှဆိုကျွန်တော်တို့ဆက်အိတ်နဲ့တစ်ခါစားအိတ်လိုက်ဝယ်ပေးတာ ဘလို့အိတ်ကြီး တပည့်အိတ်လေးနဲ့ဆွဆွလာတယ် တော့လေဒီနေ့ဆိုရင်းကျွေးတာတကယ်ရှင်း ဘယ်လို ငါးရင်းချက်တာငါတော့ရိုးချက်တာမဟုတ်ချင်းချက်ဘယ်သူရဲ့ချင်းချက်တာ အားရင်းလည်းပြောတယ် အဲ့ဒါငါစားကောင်းလို့ငါတို့တော့ဘယ်လောက်ကြီးလဲဆိုသူမျိုးတွေကိုဝင် အဲ့ဒါတို့မမကြီးတင်းလည်းပဲလေကြီးတာများငါလည်းမတွေ့ဘူးငါ့ကိုရှာမလို့ မင်းတို့ကစင်တက်ကြည့်တော့ ချက်သား